အရင်နေကျွန်တော်စိတ်ထဲမကြစေချင်ဘူးဗျဘာလို့ဆိုတော့ကိုရောက်နေတဲ့အခြေအနေကိုဗျာစိတ်ထဲကြလို့ရှင်အဲ့ဟာဘာကောင်းကျိုးမှမရှိနိုင်ဘူးဘာတော့ခဏသူများပြောနေဝန်ထမ်းဆိုတဲ့ဟာမျိုး9 to 5ကမကောင်းတယ်မကောင်းတော့သူပြောမှာလားလုပ်ငန်းခွင်မှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ကဒီတိုင်းလေးပဲဘာမသိညာမသိနဲ့ပေါ့နော်ဒီတိုင်းသွားနေတာမျိုးကျွန်တော်မဖြစ်စေချင်ပြောမယ်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့အဲ့ဘဝပေါ့နော်ဘဝကိုလေကျွန်တော်လူအုပ်ကြီးသွားသလိုပုံစံမျိုးကျွန်တော်မသွားစေချင်ဘူးတိလားအဲ့လေးမှတ်ထားတယ်လူအုပ်ကြီးသွားသလိုပုံစံမျိုးကျွန်တော်မသွားစေချင်လူအုပ်ကြီးကဘယ်လိုမျိုးသွားသလဲသူတို့ကဘာအားထုတ်မှုမှမရှိဘူးသူတို့ရဲ့ဘဝကိုနေထိုင်တဲ့ပုံစံအချိန်တန်သိလာလိမ့်မယ်အဲ့လိုပုံစံမျိုးပဲသွားတယ်တက်မလားဟုတ်ပြီ3နှစ်ကြာလာလို့ရှိရင်တော့သူကသူတီးသွားမှာပေါ့နော်2နှစ်ကြာလို့ရှိရင်တော့သူကသူတီးသွားမှာပေါ့အဲ့လိုပုံစံမျိုးနဲ့သွားတာအရင်ကဖြင်းတယ်ဗျာသိလားဘာမှလည်းစူးစမ်းအားထုတ်မှုမပါဘူးဗျာအဲ့တော့အဲ့ဒါမျိုးထက်ကျွန်တော်တို့ကလူအုပ်ကြီးနဲ့မတူချင်ဘူးပြီးတော့လုပ်ငန်းခွင်မှာကိုကပို့ပြီးတော့ပေါ့နော်ခုနကဝုန်းဝုန်းဆိုပြီးတော့ထောင်ထက်ချင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုမျိုးသွားရလဲဆိုလို့ရှိရင်လေးလာမှုတွေလုပ်ပြီးတော့တီးတဲ့လူတွေစီကနေပြီးတော့လေးလာတဲ့ဟာမျိုးအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်သွားရတယ်အဲ့လိုကျွန်တော်ဆိုလို့ရှိရင်လေအဲ့လိုပုံစံမျိုးအများနဲ့လုပ်တယ်ငငယ်လေးကလေကျွန်တော်အဲ့လိုလူကြီးနဲ့ကျွန်တော်စကားပြောတယ်အဲ့လိုလူကြီးတွေမှာကျွန်တော်ကြိုက်တဲ့ quality တွေပြီးတော့အကိုကြီးတွေပေါ့နော်အကိုကြီးနဲ့ကျွန်တော်စကားပြောတယ်လူကြီးနဲ့စကားပြောတယ်ကျွန်တော်ကြိုက်တဲ့ quality တစ်ခုခုရှိနေကြတယ်လူတွေမှာပေါ့နော်အဲ့တော့အဲ့ဒီ quality ကိုကျွန်တော်ကရအောင်ကြည့်အောင်လုပ်တယ်ပြီးလို့ရှိရင်အဲ့ဒါကိုကျွန်တော်မေးတယ်ဘာဖြစ်လို့လဲသိလဲဘာလို့လဲဆိုလို့ရှိရင်ကိုယ့်ဘာနဲ့ကိုပေါ့နော်မာနာကြီးတစ်ခွဲသားနဲ့တက်မလားအရာအလုံး၅ဘာသာငါလုပ်မယ်ပါညာဆိုလို့ရှိရင်ကလုပ်လို့မရအောင်မဟုတ်လုပ်လို့ရတယ်ဒါပေမဲ့ဘယ်လောက်ကြာမလဲ2 နှစ်လောက်ကြာမှသိမှာတချို့ဟာတွေဆိုလို့ရှိရင်10 လလောက်ကြာမှသိမှာကိုယ့်ကိုလေ့လာကြိုက်တဲ့လောက်စာဖတ်ကြိုက်တဲ့လောက် YouTube တွေကြည့်ကြိုက်တဲ့လောက်ကိုယ့်အနေကိုလုံးကြည့်အချိန်တော်ကြာတယ်အဲ့လိုပုံစံမျိုးပေါ့တစ်ခါလေကြားလို့ရှိရင်ကျွန်တော်တို့ပိတ်ဆိုတာပါတယ်သိလားပိတ်ဆိုတာပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့အဲ့လိုမျိုးလေးမလူအပဲနဲ့ရှိတဲ့မာနနဲ့အတ္တနဲ့ကျွန်တော်တို့ပိတ်ဆိုသုံးစားမရခါကြလို့ရှိရင်တမလားငါတယောက်တည်းထွန်းတောက်မယ်တယောက်တည်းတောက်ပမယ်တမလား independent ဖြစ်မယ်ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့ဟာသူ့ကိုပိတ်ဆိုနေတယ်သူမသိတယ်ပုံမှန်ဆိုလို့ရှိရင်သူ့ဟာနဲ့သူဆို4 လလောက်နဲ့ဒီနေရာကိုရောက်အောင်သွားတဲ့နည်းရှိတယ်ဒါပေမဲ့သူကလည်းသူတမလားမာနာကြီးတစ်ခွဲသားဘာမှလည်းဟိုမရှိတဲ့မာနာပိုးဆိုးတယ်အဲ့တော့အဲ့လိုမျိုးသွားတဲ့ခါကျဘာဖြစ်လဲ2 နှစ်ခွဲ3 နှစ်လောက်ကြာတယ်သူကလည်းသူခုနလိုမျိုးပေါ့နော်โอเคငါလေးလာစားရှိရဘယ်သူတွေတိလဲဘယ်သူတွေတက်လဲဟုတ်ပြီတေချာတခုကတော့ငါတယောက်တည်းလေးလာလို့ရှိရင်အချိန်ရမ်းကြမယ်ပေါ့နော်အဲ့တော့တက်တဲ့တိတဲ့သူတွေစီကနေပြီးသွားပြီးလေးလာလို့ရှိရင်ငါရဲ့ခုနက landing curve ကပေါ့နော်တော်တော်လေးကျုံသွားမယ်ပေါ့နော်အဲ့လိုပုံစံမျိုးဘဝကိုသွားတဲ့သူတွေသူများတဲ့ပို့ပြီးရှေ့ရောက်တယ်ကျွန်တော်ပြောပြမယ်တလားအင်တာနက်ကစာတွေကဘယ်လိုရှိလဲတော့ကျွန်တော်မသိဘူးတကယ်တမ်းကျတော့ဘဝမှာဖြက်လန်းရှိတယ်ဖြက်လန်းတကယ်ကိုရှိတယ်အဲ့လိုပုံစံမျိုးအဲ့တော့ဖြက်လန်းဆိုတဲ့ဟာမျိုးတွေကဘာလဲဆိုတော့ကျွန်တော်ဖြက်လန်းဆိုတဲ့ဟာမျိုးရေးသားခိုးတာကိုပြောတာမဟုတ်ကျွန်တော်ကခုနကစာရီပါတော်တော်များဖြက်လန်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ကဟိုမကောင်းတဲ့ဟာမျိုးတွေကျွန်တော်ကပုံဖော်ကြတာများတယ်ပေါ့နော်ဖြက်လန်းဆိုတာဘာလဲဆိုတော့အဓိကဗျာကျွန်တော်ကပုပ်ပန်းတောင်မာကြီးကိုတခါမှမတက်ဘူးတက်ချင်တယ်ဘာညာဆိုလို့ရှိရင်တက်ဖူးတဲ့တငယ်ချင်းနဲ့တွားတဲ့ဟာမျိုးကလေအရန်ကိုပို့ပြီးတော့တောကခဲ့တယ်ဒီလား6 ခေါက်တက်ဘူး6 ခေါက်လောက်တက်ဘူးတဲ့တငယ်ချင်းနဲ့တွားတဲ့ခါကျရင်ဘယ်နာကြလို့ရှိရင်ငါတို့ကြီးစားမယ်ဟိုပေါ်မှာစားစရာမရှိဘူးဟိုပေါ်မှာဘာမှမရှိဘူးပြီးလို့ရှိရင်ဘယ်နာရောက်တဲ့ခါကျလို့ရှိရင်6ကနည်းနည်းလေးတော့ကြောက်စရာကောင်းတယ်အဲ့လိုပုံစံမျိုးပေါ့နော်ဟိုနာရောက်တဲ့ခါကျလို့ရှိရင်ဘုံကြီးเจ้าနေရာမှာအားတက်တာများတယ်ငါတို့ဘယ်မှာအိမ်မှာလဲညာအိမ်မယ်ဆိုလို့ရှိရင်အဲ့တော့6 ခေါက်လောက်တက်ဘူးတဲ့သူနဲ့ကွာတွားတဲ့ခါကျရင်အဲ့တောကရရန်ကင်းတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကွာနေပြီးတော့တက်မလားမာနာကြီးအတ္တကြီးနဲ့တက်မလားငါတယောက်တည်းတောက်ပမယ်ကျွန်တော်အဲ့လိုမျိုးတအားမုန်းနေတယ်ဟိုတယောက်တည်းတောက်ပမယ်လို့တက်မလားငါမှတယောက်တည်းလုံမယ်လုံလေအဲ့လိုမျိုးနဲ့တေဝိုင်းလို့အများကြီးပဲသိလားဘယ်မှာတေဝိုင်းသလားကျွန်တော် Mount Everest တောင်ကြီးတက်တဲ့သူတွေလေကျွန်တော်ရေခဲတောင်ကြီးပါလေ Everest တို့ပါတော့လေအင်္ဂလိပ်လိုမျိုးလေ Mount Everest တက်တဲ့သူတွေရေခဲတောင်တက်တဲ့သူတွေလေတကယ်တမ်း YouTube မှာသွားပြီးကြည့်လိုက်အဲ့ကျွန်တော်တို့ GoPro နဲ့ရိုက်ထားတဲ့ခုနက baby တဝိုင်းပါလေခဲပြီးတော့တေးနေလို့အများကြီးပဲတကယ်ပြောတကယ်ရှိတာကျွန်တော် for ပြီးတော့ပြောတာမဟုတ်အဲ့လူတွေပေါ့ပြောမယ်ဆိုလို့ရှိရင်တလားဘသူအကူညီမှငါမလိုဘူးတက်မလားငါတယောက်တည်းလုပ်မယ်ရေခဲတောင်သွားတက်တာအမြင်ကြီးရှိတဲ့ရေခဲတောင်သွားတက်တယ်ရှော့ကုန်တလားအဲ့လိုပုံစံမျိုးတွေပေါ့နော်အဲ့တော့ပြောချင်တဲ့ point တကူကဒါကရှက်စရာမဟုတ်ဘူးရှုံချစရာလည်းမဟုတ်ကျွန်တော်တို့ကနားလေတဲ့ဆိုရတင်ယူတာပြီးလို့ရှိရင်ခုနကလည်းကျွန်တော်တို့ရဲ့အတောင်မျိုးချလိုက်ပြမျိုးချလိုက်ဆိုတော့ဘာလို့အတထားနေမှာကိုမသိဘူးဆိုကိုယ့်ကဝင်ခံတယ်ဟုတ်မလားငါမသိဘူးဟုတ်ပြီဒါဆိုလို့ရှိရင်တည့်ရသူစီကနေလေးလာလို့ရှိရင်နော်ခုနကလည်းအချိန်ကပို့ပြီးတော့တိုးတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့အဲ့တော့လုပ်ငန်းခွင်ဆိုလည်းအဲ့လိုပုံစံမျိုးပဲဘဝနဲ့တူတူပဲကျွန်တော်ကတက်မလားငါဒီမှာလုပ်ရင်တော့တက်မလား2 နှစ်ကြာလို့ရှိရင်တော့ငါသိပါမယ်အဲ့2 နှစ်ကြာတဲ့ဟာကိုကျွန်တော်က4 လ6 လလောက်ကိုကျွန်တော်ဆွဲချုံလို့မရဘူးလားအဲ့လိုလူအုပ်ကြီးလိုမျိုးတက်မလား2 နှစ်ကြာတော့မှဘာမှလည်းလိုက်ကျိုးဘာမှလည်းမခံတာဘူးကွာတက်လားလူတိုင်းလုံနိုင်တယ်
နှစ်နှစ်ကြာသွားတဲ့ခါကျရင်နှစ်နှစ်ကြာတဲ့အသီးနဲ့တီးတဲ့ဟာမျိုးဘာမှမခံတာဘာမှလည်းမကြည့်ကြဒါပေမဲ့ကိုကနှစ်နှစ်ကြာမှဖြစ်တဲ့ဟာမျိုးကိုကိုက4လ6လလောက်နဲ့ဆွဲပြီးတော့ချုပ်နိုင်တယ်ပြီးလို့ရှိရင်အဲ့ကျွမ်းကျင်မှုပြီးလို့ရှိရင်လူတွေရဲ့ပေါ့နော်အဲ့လိုမျိုးကိုယ်အတိမတ်ပြုမှုကိုနှစ်ကြာမှရတာမဟုတ်ဘဲနဲ့အဲ့4လ6လတွင်နဲ့ကိုကရအောင်လုံနိုင်တယ်ဆိုရင်အဲ့မကောင်းလားအဲ့အမျိုးကျွန်တော်တို့မမတ်မောတင်ဘူးလားပေါ့နော်မတ်မောတင်တယ်တက်မလားအဲ့လိုမျိုးခုနလိုမျိုးကျွန်တော်အဲ့လူကြီးသွားတဲ့လမ်းမျိုးပေါ့နော်တက်မလားအော်အချိန်တိုင်းတော့တိလာမှာပြောတာအရန်လိုဟဲ့တိလာအဲ့လိုမျိုးပြောမယ်ဆိုလို့ရှိရင်အဲ့လိုစကားတွေထွက်လာလို့ရှိရင်ကျွန်တော်တို့ပုံလင်ပြောလို့ရှိရင်မကြိုက်ဘူးလေဘာမှလည်းအားထုတ်မှုမပါတဲ့ဟာတခုကိုဘာလို့ခဏလိုမျိုးအကြီးကြီးအရာကြီးလိုမျိုးပြောနေရလဲဗျဒါလူပိုင်းလုပ်တတ်တယ်ဟုတ်တယ်ဟုတ်အဲ့လိုမျိုးချို့ရဆိုလို့ရှိရင် share ပါလဲတော်သူခဏဟောပါလိမ့်မျိုးဟိုချစ်ချစ်ကုတ်ကုတ်မကြိုးစားခြင်းမပြောဘူးပေါ့ငါမကြိုးစားနိုင်ဘူးဆိုမကြိုးစားနိုင်ဘူးမပြောလူသားဆန်လိုက်ပါဒါတက်မလားသူတို့ကမှခဏဟောအေးနည်းနည်းလေးတက်မလားတောက်စားပျော်ပါပြီးတော့ခဏဟောအေးလေးငြိမ့်ပြီးတော့နေချင်တာတက်မလားဘာမှလည်းလက်ကြိုးတင်းတင်းမလုပ်ချင်တာတကယ်ကိုခါတဲ့အမှန်တရားကိုကျွန်တော်ကမရင်ဆိုင်ချင်တာရှောင်ပြေးချင်တာတက်မလားအဲ့လိုပုံစံမျိုးနဲ့နေချင်တယ်လို့နေချင်တယ်လို့မဝင်ခံဟောလူသားဆန်လိုက်ပါတက်မလားလူပဲတက်မလားအဲ့လိုပုံစံမျိုးတွေပေါ့နော်အဲ့တော့အဲ့ဒါကလူသားဆန်တာလူတိုင်းလူသားဆန်တတ်တယ်ဘာမှအားထုတ်မှုမပါဘူးဘာမှမခံတာဒါပေမဲ့ခုနပြောသလိုပဲအဲ့ခတ်တဲ့ကြားတွေကနေပြီးတော့ကျွန်တော်အန်ကျိတ်ပြီးတော့ခဏလိုပေါ့နော်ကိုယ့်ရဲ့အလေးအကျင့်တွေကိုမပြတ်ပဲနဲ့သွားတယ်ပြီးလို့ရှိရင်အန်ကျိတ်ပြီးတော့ပေါ့နော်သူများရဲ့ဒီလမ်းတွေလိုက်တယ်ကိုမလိုက်ဘူးဒီလမ်းလေးပဲကိုကဆက်ပြီးတော့လှုပ်သွားတယ်အဲ့ဒီဟာမျိုးကပို့ပြီးတော့ခံရတယ်ပြီးတော့လုံနိုင်တဲ့သူကပို့ပြီးတော့ရှားတယ်သိမရှိအဲ့တော့အဲ့ဒါကိုလည်းကဘာကြီးကပို့ပြီးတော့အလေးမြတ်ပြုတယ်ကျွန်တော်ပြောနေတယ်မျိုးပဲပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့ပြောချင်တဲ့ point တစ်ခုကလေအဲ့လိုမျိုးခေါင်းမမာနဲ့သိတယ်အဲ့လိုမျိုးလေတချို့နေရာတွေမှာမလိုအပ်ဘဲနဲ့ခေါင်းမမာနဲ့ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့အတွေ့အကြုံကနေပြီးကျွန်တော်ပြောတယ်ကျွန်တော်ဗျာကျွန်တော်လူငယ်မှန်ကိုချိုးခိုင်းတယ်ကျွန်တော်တခုမှမပေါ့နော်လူငယ်မှန်ပဲကျွန်တော်ကစောက်ကြောတင်းတင်းဖြတ်ရမယ့်နေရာတွေမှာဖြတ်ရမယ်အဲ့ဒါကိုကျွန်တော်ကလုံးဝလက်ခံတယ်ပေါ့နော်ဒါပေမဲ့ခုနကလည်းပြောသလိုပဲအဲ့ကျွန်တော်တို့မှာတစ်ခါကျရင်တွဲပါတတ်တဲ့ဟာကလေမလိုအပ်ပဲနဲ့အရာအားလုံးကိုငါတယောက်တည်းလုပ်မယ်ဆိုတဲ့ဟာမျိုးလေအဲ့ဒါကြီးကနည်းနည်းမှားတယ်သိလားအဲ့လိုလူတွေကကျွန်တော်ကြံခဲ့တာများတယ်အဲ့လိုပုံစံမျိုးတကယ်တမ်းကျတော့ဗျာကျွန်တော်ပြောနေတဲ့စကားလိုမျိုး shut up and listen ပေါ့နော်ပထလေးပိတ်ပြီးတော့နားထောင်လိုက်လို့ရှိရင်ကို့မှာအကူညီရစရာတွေအများကြီးပဲတင်ယူနိုင်စရာတွေအများကြီးပဲခါကြလို့ရှိရင်အကိုစီမှာကျွန်တော်ဒါလေးသွားမေ့ချင်တယ်ကျွန်တော်ဆိုလို့ရှိရင်တချို့လူတွေစကားသွားမပြောချင်ဘူးအဲ့လိုမျိုးတမျိုးပဲစိတ်ထဲမှာတက်မလားအဲ့လိုမျိုးအောက်မကျိုးချင်တာတို့ဘာလို့ညာတို့ပေါ့နော်တက်မလားအဲ့လိုမျိုးမမေးချင်တာဒါပေမဲ့ဒီလူစီနဲ့မေးလိုက်တယ်ပြီးတော့ဒီလူနဲ့တွဲပြီးလှုပ်ဖြစ်တယ်ဆိုအများကြီးစင်ပြေသွားမှာအဲ့တော့သွားပြီးတော့မေးလိုက်တယ်ဘာမှမဖြစ်ဘူးအဲ့ဒီခဏလေးမျိုးအဲ့10မိနစ်လောက်လေးကိုကနေပြီးတော့ပေါ့နော်ချုံပြီးတော့ဟိုင်းကိုကြီးဒီမှာစကားလေးပြောချင်လို့အဲ့ဟာလေးပြောဖို့အရန်ခက်တယ်ဒါပေမဲ့အချိန်တိုင်းမှာအဲ့လိုမျိုးပြောနိုင်အောင်ကိုကလေ့ကျင့်ယူတယ်လားကျွန်တော်အတွက်လည်းအခုချိန်ထိခက်ခဲတော့မယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ပြောချင်တဲ့ point အဲ့ဒါပဲဗျာဒီလေဟိုကျွန်တော်တို့ကတစ်ခါလေးကြားလို့ရှိရင်ကျွန်တော်အပေါ်မရဘူးဆိုတာလေတခြားဟာတွေကြောင့်မဟုတ်ကျွန်တော်တို့မှာအနှုတ်တွေအရန်ဆောင်နေလို့အဲ့အနှုတ်တွေကဘာလဲဆိုတော့အဲ့လိုမျိုးမလိုအပ်ဘဲနဲ့ခုနလည်းမျိုးဟိုအတ္တလိုမာနလိုတက်မလားအဲ့တော့ကိုကတိလားဆိုလည်းမသိဘူးတက်မလားအဲ့လိုမျိုးပြီးတော့အဲ့ဒီ internet ပေါ်ကစာသားတွေဗျာဒီမှာ feed တက်နေတဲ့ဟာမျိုးဒီမှာတယောက်တည်းတောက်ပမယ်လို့တက်မလားပြီးလို့ရှိရင်ဟိုတယောက်တည်းဘာဖြစ်တယ်ညာဖြစ်တယ်လို့တယောက်တည်းသွားလို့ရှိရင်ခုနရက်ကွက်စစ်မှာပဲကြံခဲ့မှာကိုကမှုလည်းပြောတာရက်ကွက်စစ်မှာပဲကြံခဲ့မှာကျွန်တော်တို့ကဟိုတကယ်ကို scalable ဖြစ်တဲ့ဟာမျိုးတွေသွားခြင်းတယ်တကယ်ကို like သူများတွေရဲ့ခုနကအကျိုးခံစားခွင့်တွေတက်ကိုက3စား4စားပို့ပြီးတော့ကျန်းခြင်းတယ်ဘာညာဆိုလို့ရှိရင်ကျွန်တော်ကအုပ်စုနဲ့သွားရတယ်တက်တိနားလေဆိုတာနေပြီးအကြံဉာဏ်ယူရတယ်မေးခွန်းတွေမေးရတယ်သွားပြီးတော့ချီးကပ်ရတယ်စီးပူးရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေအဲ့တော့ပြောချင်တဲ့ point တစ်ခုကလေကျွန်တော်တို့အခုဒီမှာပေါ့နော်ကျွန်တော်တွေ့တယ်နောက်မှကိုယ့်ရဲ့လုပ်ငန်းခွင်နဲ့ကိုယ်နဲ့အခြေအနေကကိုယ့်ရဲ့စိတ်တိုင်းကြောက်မှုကပေါ့နော်4တို့5တို့6တို့ပဲရှိတယ်ဆိုလို့ရှိရင်လေနီးလန်းရှာပြီးတော့မြင်ခဏလိုမျိုး8လောက်ကိုရအောင်လုပ်9လောက်ကိုရအောင်လုပ်ပြီပေါ့နော်ဘာလို့လဲဆိုတော့ခဏလိုမျိုးဟိုဒီတိုင်းပေါ့နော်ကျွန်တော်ဖြစ်ပြနေတဲ့အရာကြီးတွေပေါ့နော်ငါ့မှာ control မရှိရပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်မရက်စေချင်ဘူးတိလားမြန်မာလိုဆိုလို့ရှိရင်ငါမှလေငါဘာမှမတတ်နိုင်ပါဘူးလေငါထိန်ချုံမှုအောက်မှာမရှိပါဘူးလေဆိုတဲ့ဟာမျိုးနဲ့လေအဲ့လိုပုံစံမျိုးနဲ့တော့မသွားစေချင်အဲ့ဒါလေးမှတ်ထားနော်ကြောက်ပြပြမယ်နော်မှန်တယ်ကျွန်တော်ဘွားကြီးမှာကျွန်တော်ထိန်ချုပ်လို့မရတဲ့အရာတွေရှိတယ်။မှာတခြားသူတွေကကျွန်တော်တို့ဘယ်လိုထင်လဲဆိုတဲ့ဟာမျိုးတွေပြီးလို့ရှိရင်ခဏကရာသီဥတုဘယ်လိုဖြစ်လဲဆိုတဲ့ဟာမျိုးတွေတက်မလားပြီးလို့ရှိရင်ခဏကတခြားသတင်းဆိုးတွေပေါ့နော် yes ကျွန်တော်တို့ထိန်ချုပ်လို့မရဘူးမှန်တယ်အဲ့ဒါတွေထိန်ချုပ်လို့မရဘူးကျွန်တော်ကြိုက်တဲ့လောက်ကြိုးစားထိန်ချုပ်လို့မရဘူးအဲ့ဒါတွေကတိမ်ပြောမယ်ဆိုမေးလိုက်ပေါ့နော်အရင်အာယုံမထားနေတယ်ဒါပေမဲ့ထိန်ချုပ်လို့ရတဲ့အရာတွေရှိတယ်လူတွေရဲ့ပြဿနာကဘာလဲဆိုတော့အဲ့ထိန်ချုပ်လို့မရတဲ့အရာတွေနည်းနည်းလောက်ကိုသူတို့ကအကြောင်းပြပြီးတော့ထိန်ချုပ်လို့ရတဲ့အရာတွေကိုမထိန်ချုပ်ဒီတိုင်းထားတာဘာထိန်ချုပ်လို့ရလဲကျွန်တော်လုပ်ငန်းခွင်မှာဆိုရင်ဘာထိန်ချုပ်လို့ရမယ်ထင်ဒီကသူတွေစားရက်ကြည့်ပါလုပ်ငန်းခွင်မှာဘာတွေထိန်ချုပ်လို့ရမယ်လို့ထင်တယ်ဘာတွေကကိုယ့်ရဲ့ထိန်ချုပ်မှုအောက်မှာရှိတယ်ဘာတွေကကိုယ့်ရဲ့ခုနလည်းမျိုးပေါ့နော်ပြုပြင်ပြောင်းလဲလို့ရတဲ့အောက်မှာရှိတယ်
ကိုယ့်ရဲ့ output ဝင်ငွေမဟုတ်လုပ်ငန်းခွင်မှာပြောတာဟုတ်ပြီနော်ကျွန်တော်ပြောကြည့်မယ်ဟုတ်ရင်ကျွန်တော်တို့ကကောင်းချင်းမဟုတ်ရင်ဒီ ID ဘက်နေမှာကျွန်တော်တို့မျက်နှာပေးနေပတ်သက်ပြီးကျွန်တော်တို့မှာထိန်းချုပ်မှုမရှိဘူးကျွန်တော်လုပ်ငန်းခွင်မျက်နှာပေးနေပတ်သက်ပြီးစူပုတ်နေရတော့တယောက်ယောက်ကနေပြောကိုရဲ့အမားလေးသေးလေးပြောလို့ရှိရင်တမျက်နှာရက်လိုက်ရောပုတ်ထွက်သွားတာတော့ကျွန်တော်တက်မှာရန်သူကြီးလိုမြင်သွားတာတော့အဲ့ထိန်းချုပ်မှုမရှိဘူးရှိတယ်ဟုတ်တယ်ဟုတ်ပြီးလို့ရှိရင်ကိုအနေနဲ့ခဏလည်းမျိုးပေါ့နော်ကားပိတ်တယ်လူတိုင်းကားပိတ်တယ်အဲ့ကြားထဲကနေပြီးတော့ကိုဆင်ကြီးမပေးဘဲနဲ့အချိန်ကိုခုနအလုပ်ကိုအချိန်မီရောက်သွားတဲ့ဟာမျိုးကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာမရှိဘူးလားရှိတယ်ဟုတ်တယ်နော်ဟုတ်ပြီပြီးလို့ရှိရင်ကိုယ့်အနေနဲ့ကပြင်းတယ်မလုပ်ချင်ဒါပေမဲ့လည်းဒီအလုပ်ကကိုယ့်ရဲ့တာဝန်ထဲမှာရှိတယ်ဒါပေမဲ့ဘယ်သူမှလည်းမကြည့်နေဘူးပေါ့နော်ဒါပေမဲ့ကိုကအဲ့ဒါလုပ်လိုက်မယ်ဆိုလို့ရှိရင်ကိုယ်နေတော်တော်အဆင်ပြေတယ်အဲ့ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတယ်ဟုတ်ပြီနော်ပြီးလို့ရှိရင်နောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်လေကိုယ့်အနေနဲ့ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒီတခြားသူတွေစီကနေပြီးတော့ကိုကတင်တယ်ပေါ့နော်ပို့ပြီးတော့တိုးတက်ပြောင်းလဲပေါ့ခုနကလိုသူများရဲ့လိုမျိုးနှစ်ကြာရင်တော့အချိန်ကြာလို့ရှိရင်သူကလည်းသူတီသွားပါမယ်ဆိုတာမဟုတ်ဘဲနဲ့အဲ့နှစ်ကိုက6လနဲ့ဆွဲပြီးတော့ခြုံကျင်တယ်အဲ့ဒါကြောင့်မို့တခြားသူတွေစီနီယာတွေစီကနေပြီးတော့သွားပြီးတော့မေးတဲ့ဟာမျိုးကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာမရှိဘူးလားရှိတယ်ဟုတ်နော်ဟုတ်ပြီနောက်ဆုံးတက်လိုက်ပါအောင်ဗျာကျွန်တော်လုပ်ငန်းခွင်မှာရှိတဲ့သူတွေအကုန်လုံးနဲ့ပေါ့နော်ကိုကနေပြီးတော့တင့်မြတ်အောင်လို့ကိုကပေါင်းတာသူတို့ကကိုယ့်ရဲ့ခဏအကောင့်ထဲမှာလည်းရှိတယ်အပြင်ဘဝမှာလည်းကိုနဲ့ခင်တယ်ပေါ့နော်ခဏအောင်လို့ပြောမိတ်ဆွေတစ်တွေကောင်းတယ်မိတ်ဆွေကောင်းတွေတိုးတယ်ပေါ့နော်သူတို့ချမ်းသာတာမချမ်းသာတာတခုထားလိုက်အောင်ပေါ့နော်ကိုယ့်ရဲ့အနေနဲ့မိတ်ဆွေကောင်းတွေမိတ်ဆွေတစ်တွေတိုးအောင်လို့ပေါ့နော်ကိုကတွေးတဲ့ခါကြလို့ရှိရင်နှုတ်ဆက်တာမျက်နှာလေးပြုံးပြတာတက်မလားတင်းမေးတဲ့ဟာလေးအဲ့ဒါလေးကကျွန်တော်တို့ရဲ့ထိန်းချုပ်မှုအောက်မှာမရှိဘူးလေရှိရနော်ဟုတ်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးလေးလုပ်တဲ့ခါကျရင်ခုနမိတ်ဆွေတူးတဲ့ဟာမျိုးလေးရှိတယ်အလုပ်ကိုအချိန်မီရောက်တဲ့ဟာမျိုးလေးရှိတယ်ခုန professional ဆန်ပေါ့နော်ဘယ်လိုအခြေအနေမျိုးမှမဆိုမျက်နှာပြတ်သွားတာမျိုးဖက်ကနေပုတ်တိုးသွားတာမျိုးမဖြစ်ဘဲနဲ့နေနိုင်တယ်အဲ့ဒီအကုန်လုံးကကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတယ်အဲ့တော့ကျွန်တော်တို့ကကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့အရာတွေကိုကျွန်တော်တို့ကအများကြီးပဲအဲ့ရာခိုင်နှုန်းကပုံမှန်လေးပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့အဲ့ဒါတွေကိုကျွန်တော်တို့ကဘယ်လိုပြောမလဲထိန်းချုပ်တင်တယ်ဆိုတာဘာလို့ဆိုတော့တာဝန်ယူတင်တယ်ပေါ့နော်ဒီကောင်တွေကလေဘာလို့ဆိုတော့ကျွန်တော်တို့ကဗျာပုံမှန်လေးပြောရင်အနိုင်ပိုင်းမှာရှိနေတဲ့သူတွေအကောင်သေးသေးတဲ့သူတွေကျွန်တော်တို့ကဘဝမှာပို့ပြီးတော့အမြင့်ကိုတက်ချင်တာလေအမြင့်တက်ချင်လို့ရှိရင်ကျွန်တော်တို့မှလုံနိုင်နေများဟာအကုန်လုံးလုံရမယ်ဟုတ်တယ်ဟုတ်သွားပြီးကက်စီနဲလို့မရဘူးတယ်မလားငါအလုံးမဟုတ်ပါဘူးဆိုပြီးတော့မတိကြအောင်ဆောင်းနေလို့မရဘူးကျွန်တော်တို့ကအနိုင်မှာရှိနေတဲ့သူတွေနော်ပွင့်လင်းလင်းပြောမယ်ထပ်ပြောမယ်ဆိုလို့ရှိရင်သူများရဲ့မျက်နှာသာပေးမှုအောက်မှာနည်းနည်းရှိနေသေးတယ်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဘာလို့ဆိုကိုယ်ပိုင်လုပ်ငန်းတွေကိုယ်ပိုင်ကုမ္ပဏီတွေပါရင်လည်းမဟုတ်သေးဘူးကျွန်တော်ကလုပ်ငန်းလုပ်နေတယ်အဲ့တော့ပွင့်လင်းပြောမယ်ဆိုကိုယ်မှာတတ်နိုင်တယ်များဟာအကုန်လုံးကိုကနေပြီးတော့ဖြည့်ထားတဲ့ဥပမာနောက်တစ်ခုပြောပြမယ်ဗျာနောက်တစ်ခုပြောပြမယ်လူတွေပြောနေတဲ့ဟာမျိုးလေးတလားကျွန်တော်အဲ့ content လုပ်ထားပါပြီတရားသူတွေပထမဆုံးပြောပြမယ်နော်အဲ့ဘာလဲဆိုတော့first impression နဲ့တကယ်အရေးချင်းရှိရတယ်ပြောကြရလေတမဘယ်ပိုရေးကြည့်လဲ first impression နဲ့ခုနလိုမျိုးပေါ့နော်ဒီအရေးချင်းရှိရတယ်အခုလုံးကကျွန်တော်ရှိအောင်လုပ်လို့မရဘူးကျွန်တော်တစ်ခုတည်းကိုပဲယူရမှာလားတစ်ခုကိုယူပြီးတစ်ခုကိုလိုက်မဖြစ်မနေယူစွန့်လို့ရမှာလားအဲ့လိုတချို့ပြောကြတယ်လေတမလားငါအရေးချင်းပဲရှိရအရေးချင်းပဲရှိရငါအရေးချင်းပဲယူတယ်အရေးချင်းပဲတကယ်အရေးချင်းရှိဖို့ပဲလိုတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်โอเคဘာလို့ရှိရင်အလုပ်လာတဲ့ခါကျရင်ကိုယ်အနေနဲ့အနံ့သက်မထွက်အောင်ကိုယ့်ရဲ့စပင်တွေပွာလျောင်းနေတာမျိုးမဖြစ်အောင်ကိုယ့်ရဲ့အဝတ်လေးပေါ့နော်ခဏခဏအရန်အကောင်းဆိုင်မို့တော့မီးတူလေးတိုက်ထားတော့တန်းတန်းပြန်နေဝယ်သွားတာမျိုးအဲ့လိုပုံစံမျိုးကိုယ်ကပြင်လို့မရဘူးလားအဲ့ဒါအရင်ခန်းနာသွားလားအဲ့လိုကြီးပြင်တဲ့ဟာမျိုးလိုက်2 သိန်းလောက်ကုန်လားမကုန်ဘူးတယ်မလားအဲ့လိုစကားကတ်မပြောကြည့်ဆိုလို့ရှိရင်ကျွန်တော်ဘာမှမကုန်စကားကတ်ပြောရင်တော့နေရာတိုင်းမှာကတ်ပြောလို့ရရပေါ့နော်ဒီမှာ beauty salon သွားမှာဖြစ်တယ်ညဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ point တစ်ခုကအဲ့ဒါပဲကျွန်တော်တို့ကဗျာအနေပိုင်းမှာရှိနေတယ်လို့ဆိုလို့ရှိရင် first impression နဲ့ကောင်းအောင်ကျွန်တော်ကလုပ်ရမယ်ပြီးလို့ရှိရင်အရေးချင်းနဲ့တကယ်ရှိအောင်လုပ်ရမယ်ကျွန်တော်ကတစ်ခုကိုရွေးလိုက်လို့နောက်တစ်ခုကိုအားနေပါတယ်ဆိုတဲ့ဟာမျိုးကြီးရဗျာပြောမှဆိုရင်အတိတ်ပဲမရှိဘူးခဏဝင်လိုက်ဘာမှမခံနာဘူးလေခဏတန်တန်မပြန့်လေးကိုသွားဖို့အနမ်းတမ်းမထွက်ဖို့အမွေးမြင့်နဲ့ပတ်သက်ပြီးတော့ကို view site တာကိုယ့်ရဲ့လက်သေးချီသေးနဲ့ပတ်သက်ပြီးတော့ကိုနည်းနည်းလေးလိုက်10 မိနစ်လောက်ပဲချိန်ပေးရတယ်အဲ့တော့ဘာမှမခံအဲ့တော့ပြောချင်တဲ့ point တစ်ခုကကျွန်တော်သိနေချင်တဲ့ message ကကျွန်တော်တို့အခုရောက်နေတဲ့အခြေအနေကျွန်တော်သိဖို့လိုတယ်ကျွန်တော်နှိမ်ပြောတာမဟုတ်ဘူးပေါ့နော်ကျွန်တော်ကနှိမ်ပိုင်းဘက်မှာရောက်နေဟုတ်တယ်နော်နှိမ်ပိုင်းဘက်မှာရောက်နှိမ်ပိုင်းမှာရောက်နေတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကပြန်ရတဲ့ဟာပုံများတယ်မများဘူးလားတတိချင်းချင်းပြန်ရမယ်ဆိုလို့ရှိရင်ဗျာတတိချင်းချင်းပြန်ရမယ်ဆိုထားပါတော့နိုင်ငံတွင်းမှာဆိုရင်ရှာကန်လောက်ပဲရှိတယ်ဒါပေမဲ့ဝန်ထမ်းချင်းချင်းပြန်ရမယ်ဆိုဘယ်လောက်ရှိမှထင်လို့လဲတန်းနဲ့ချီပြီးရှိတယ်သိန်းနဲ့ချီပြီးရှိတယ်ဟုတ်နော်အဲ့တော့ကိုကရနိုင်သမျှအခွင့်အရေးတွေအကုန်လုံးရအောင်လို့ကိုယ့်ကိုပြင်ဆင်တဲ့ကိုယ့်ကိုအမြဲတမ်း moment နေတင်တယ်အဲ့ဒါမှကျွန်တော်ကအဆင်ပြေတာမဟုတ်လို့ရှိရင်မဟုတ်လို့ရှိရင်ဘာဖြစ်မလဲမဟုတ်လို့ရှိရင်အဲ့လိုမျိုး online ပေါ်မှာတက်ပြီးတော့ညီးနေတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုမျိုးဖြစ်နေပြီးတော့နောက်တစ်ခုကျွန်တော်ထပ်ပြပေးမယ်ဒီမှာကျွန်တော်လက်တန်းတွေပြောနေရပါတော့ဘာမှမပါ
နောက်တစ်ခုပြောပြမှာဆိုရင်ကျွန်တော်လူတွေကိုမဖြစ်ချင်တာပြီးတော့ကျွန်တော်ဒီမှာကျတော့တို့လည်းပြောလို့ရတယ်ဗျာသိလားကျွန်တော်အကြောင်းလည်းဒီကသူတီးပြီးနေပြီဆိုတော့လေကျွန်တော်လည်းအနည်းဆုံး2 လလောက်သုံးပြီးသားပဲဆိုတော့ကျွန်တော်ထည့်ပြောလို့ရကျွန်တော်ဒါတွေ Facebook မှာပြောလို့မရဘူးသိလားဟို sensitive ဖြစ်နေတာဘာဖြစ်လဲကတ်ပြောနေတယ်ပြီးတော့အဲ့လိုမျိုးအဲ့တော့ကျွန်တော်နောက်တစ်ခုထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ပြောမယ်ဘာပဲဟောဝိုင်းနေကျွန်တော် first impression အကြောင်းကျွန်တော်ပြောနေရပါတော့နောက်တစ်ခုကျတော့အော်ရနဲ့ဟုတ်ပြီမှတ်မိပြီနောက်တစ်ခုကျတော့ဖြတ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်လူတွေပြောနေကြစကားတစ်ခုရှိရဗျာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့အလောက်ကမကောင်းဘူးတက်မလားကျမတို့အလောက်ကမကောင်းဘူးအဲ့ဒါကြောင့်ကျွန်တော်တို့စူးစမ်းနေလဲတဲတဲရီသွန်ပဲပေါ့နော်အဲ့ဒီစကားမျိုးကျွန်တော်ကြားတယ်အဲ့တော့ကျွန်တော်ညင်းပယ်နေမှာမဟုတ်နော်မင်းလောက်ကကောင်းတယ်ဆိုပြီးတော့အတင်ကောင်းမြင်ခိုင်းနေရမှာမဟုတ်ဘူးဟောလဲကျွန်တော်ဘာလဲဆိုတော့အဓိကဒီအလုပ်မကောင်းထားလိုက်ပါတော့ဟုတ်နော်မကောင်းဆိုလို့ရှိရင်မှန်တယ်အဲ့ဒါအမှန်တရားပဲအတင်းပိုလီယာနာဆန်နေစရာမလိုဘူးအကောင်းမြင်နေစရာမလိုဘူးကျွန်တော်ပြောချင်တဲ့ point တကူကအဲ့အလုပ်မှာရှိနေစဉ်အတွင်းကျွန်တော်ကဘာဖြစ်စေချင်တာလဲဆိုတော့အဲ့အလုပ်ကိုကျွန်တော်အမျက်ထုတ်စေချင်တာအမျက်ထုတ်တဲ့ဟာကိုပြောပြမယ်ကျွန်တော်အမျက်ထုတ်တဲ့ဆိုတဲ့စကားကိုကျွန်တော်ပြောတဲ့အခါတိုင်းကျွန်တော်ကခဏဟိုကဘယ်လိုကိုကျင့်နေရမကောင်းတဲ့ဟာကိုကျွန်တော်လောက်ခိုင်းတာဟုတ်ဘယ်လိုမျိုးလဲပြောပြမယ်ဟုတ်ပြီနော်ကျွန်တော်လုပ်ငန်းတစ်ခုမှရှိတယ်ဟုတ်နော်အဲ့လုပ်ငန်းမကောင်းကိုဘယ်လောက်စူးစမ်းစားလဲအဆင်မပြေဘူးအဲ့ဒီအချိန်မှာကိုကဘယ်လိုမျိုးကိုကအမျက်ထုတ်လို့ရနေလဲဆိုတော့အဲ့လုပ်ငန်းမှာကိုယ့်ရဲ့အရေးအချင်းတွေကို automatic ဖြစ်လာအောင်ဒီကိုကလုပ်လို့ရတယ်အဲ့ဘာလို့လဲဆိုတော့ကျွန်တော်လူတစ်ယောက်ကအရာတစ်ခုကိုလုပ်တဲ့အခါကျရင်အချိန်ဖန်ကြီးပေါင်းများလာတဲ့အခါကျလို့ရှိရင်အဲ့အရာကအဲ့လူရဲ့ automatic ဖြစ်လာတယ်ဒါပုံမှန်လိုလုပ်တဲ့ဟာတစ်ခုဖြစ်လာတယ်အဲ့တော့ကို့အနေနဲ့အဲ့မကောင်းတဲ့အလုပ်မှာရှိနေစဉ်ကိုကကိုယ့်ရဲ့အလုပ်ချိန်နဲ့ပတ်သက်ပြီးတော့ကိုကဘလို့အခြေအနေမှာပဲဖြစ်ရအောင်လာတာအချိန်မီရအောင်လာတာပြီးလို့ရှိရင်ခုနကအလုံးနဲ့ပတ်သက်ပြီးတော့ဗောနော်မျက်နှာပြတ်သွားတာမျိုးမရှိဘဲနဲ့ကိုယ့်အနေနဲ့ဗောနော်မျက်နှာပေးကောင်းကောင်းနဲ့ professional ဆန်ဆန်နဲ့ကိုယ့်မျက်နှာပေးကိုထားတတ်တာပြီးလို့ရှိရင်ခုနကဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဗောနော်ကိုကျွမ်းကျင်အောင်လုပ်တဲ့ဟာမျိုးတွေကပြောမယ်ဆိုလို့ရှိရင်လုပ်ပါများတဲ့ခါကျရင်ဘာဖြစ်လဲဆိုတော့ဒါကိုယ့်ရဲ့ standard တစ်ခုလိုဖြစ်လာကိုယ့်ရဲ့အစိပ်ပိုင်းတစ်ခုလိုဖြစ်လာတယ်ကျွန်တော်တို့မနေ့စောစောထားလေးရှိတဲ့သူတွေကမနေ့စောစောထားတာသူတို့အတွက်မခံနာတော့သူလိုပဲဒီလားအဲ့လိုအမိုက်တရားသူတွေတော်တော်များအမိုက်ပြစ်လေးတော့မရှိတော့ကျွန်တော်ထင်တယ်ပေါ့နော်အများစုကလေဟုတ်တယ်ဟုတ်အမိုက်လမ်းမှာအမိုက်ကိုချတာတော့ဘာလို့လေတိတ်ပြီးမလုပ်တော့အဲ့တော့စသချင်းကတော့ခက်ရင်ခက်လိမ့်မှာပေါ့နော်ဒါပေမဲ့တရားသူတွေမှတ်တာမမှတ်မိတော့ဘူးပေါ့နော်ဘယ်အချိန်ကစလုပ်ခဲ့လဲဆိုတော့တကယ်မပြစ်တဲ့သူကြီးပေါ့နော်ဒါပေမဲ့အခုအနေနဲ့ကျွန်တော်အမိုက်မပြစ်တာကျွန်တော်တို့အရန်ခက်ခဲတွေပြီအရန်ခက်ခဲသေးလားမခက်ခဲတော့ဟုတ်တယ်ဘာလို့ဆိုတော့ကျွန်တော်လှုပ်လာလိုက်နှစ်ပေါင်းများစွာရှိပြီပေါ့နော်အဲ့တော့ခုနကပြည့်ရမှာကိုကရှက်နေပြီပြည့်လည်းမပြည့်ကိုယ်လက်ထဲမှာပဲကိုထည့်တယ်ကိုယ်ပစိတ်ထဲမှာပဲကိုထည့်တယ်အဲတော့လက်မှာအမြဲတမ်းကင်သွားတယ်ပေါ့နော်အဲ့ဘာကြောင့်လဲသိလားကျွန်တော်နှစ်ပေါင်းများစွာကျွန်တော်လှုပ်လာလို့လာပေါင်းများစွာကျွန်တော်လှုပ်လာလို့အဲ့အကြောင်းလို့ဘာလဲဆိုတော့ဒီကောင်ကကျွန်တော်တို့ရဲ့ automatic ဖြစ်သွားတာဒီအလေးချင်းတွေကအဲ့လိုမျိုးအဲ့တော့ပြောချင်တဲ့ခုနက point တစ်ခုကဘာလဲဆိုတော့မှန်တယ်ကျွန်တော်တို့ကမကောင်းတဲ့လုပ်ငန်းခွင်မှာကျွန်တော်ရှိနေတယ်ဒါပေမဲ့အဲ့မှာကျွန်တော်တို့အနေနဲ့ကိုယ့်ကိုသွေးယူကျင့်ယူလို့ရတဲ့အရာတွေရှိတယ်အဲ့တော့အဲ့ဒီအရာတွေကိုကျွန်တော်သွေးယူကျင့်ယူလာစေချင်တာမှန်တယ်အလုပ်ခွင်ကမကောင်းဆိုတာဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့အလေးအကျင့်လိုပုံစံမျိုးဖြစ်လာတယ်ကျွန်တော်တို့ရဲ့ဘဝရဲ့အစိတ်ပိုင်းတစ်ခုလိုမျိုးဖြစ်လာတယ်ဒါထွေထူးပြီးတော့ကျွန်တော်တို့အားထုတ်ယူရတဲ့အရာမဟုတ်တော့ကျွန်တော်တို့အချိန်မီရအောင်တာတယ်ဆိုတဲ့ဟာမျိုးတွေပြီးလို့ရှိရင်စီကန်းရှိရဆိုတဲ့ဟာမျိုးတွေနှုတ်မဖွာဘူးပေါ့နော်ပါဇက်မဖွာဘူးဆိုတဲ့ဟာမျိုးတွေတက်မလားခုနကပြောတခြားသူကို concept လောက်တာအတင်းတုတ်တာဆိုရဲမလုပ်တဲ့ဟာမျိုးတွေပေါ့နော်ဘလောက်ပဲကိုယ်နဲ့အချင်းများများပေါ့နော်ပြီးလို့ရှိရင်ခုနကအဲ့လိုမျိုး quality မျိုးတွေကကျွန်တော်တို့ကတွေးယူလို့ရတယ်တွေးယူတဲ့အခါကျရင်ဘာဖြစ်လဲဆိုလို့ရှိရင်ကိုယ့်အနေနဲ့အရေးချင်းရှိလာတယ်အခုကဒီကသူတွေအရေးချင်းမရှိဘူးပုံမှန်လေးပြောမှဆိုအလုံးစားစားဝင်ချင်းလူတွေဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ကိုကအဲ့လိုပုံစံမျိုးလုံရင်းလုံနေပါဆိုအရေးချင်းရှိလာအရေးချင်းရှိလာဘာရှိလာလဲဒီလားကိုမှ confidence ရှိလာတယ်ဘယ် confidence လဲဆိုတော့ဒီအလုပ်မှာကိုကဆက်မလုပ်လို့ရှိရင်လည်းနောက်အလုပ်ဒီမှာကိုက AACC အလုပ်ရနိုင်တယ်ဆိုတဲ့ဟာမျိုးအဲ့ confidence ကကျွန်တော်တချို့လူတွေမှာပဲရှိတယ်ကျွန်တော်ပြောတဲ့ဟာကိုသိရသူနည်းနည်းလောက်ပဲရှိလိမ့်မယ်ပေါ့နော်ကိုဒီအလုပ်ကနေပြီးတော့ခွာပြဲလို့ရှိရင်လည်းနောက်အလုပ်တစ်ခုကနေပြီးတော့ AACC ဒီလစာထက်မများရင်တော့ဒီလစာထက်မနည်းတဲ့ဟာမျိုးကိုရနိုင်တယ်ဆိုရင်ယုံကြည်မှုအဲ့ယုံကြည်မှုရှိတယ်ဘာလို့ဆိုတော့ကိုယ့်အနေနဲ့ဒီ skill set တွေကိုပိုင်နိုင်လို့ကိုဘလောက်ထိဒီအလုပ်မှာကိုကကျွမ်းကျင်လဲဆိုတော့ကိုသိလို့ပေါ့နော်အဲ့လိုမျိုးအဲ့တော့ကျွန်တော်ကအဲ့လောက် level လောက်ထိကိုကသွားစီချင်တယ်အလုပ်ခွင်ကမကောင်းဘူးကိုကြိုးစားလဲတဲရည်သွန်ဖြစ်တယ်အဲ့ကြားတဲ့ကကိုကစားဝတ်နေရလဲဒီကပတ်စံကိုကလိုသေးတယ်ပေါ့နော်လာကလည်းလိုသေးတယ်ပါညာဆိုရင်အဲ့အလုပ်မှာတက်ကြီးကိုအနေနဲ့ခုန quality တွေပေါ့နော်ကောင်းတဲ့ quality တွေကင်းအောင်လောင်လို့ပြီးတော့နောက်တစ်ခုပြောပြမယ်နောက်တစ်ခုကကျွန်တော်ပုံမြင်ပြောတာမဟုတ်မင်းသိညာဝတ္ထုလို့ပုံစံမျိုးပြောတာမဟုတ်ဘူးပေါ့နော်ဂျာမင်းနိုင်ငံဝတ္ထုတွေကောင်းတယ်နော်ကျွန်တော်ပြောချင်တာဝတ္ထုကိုကျွန်တော်ပြောပြနေရမှာမဟုတ်ဘူးလို့ပြောတာအဲ့ဘာလဲဆိုတော့တချို့အလုပ်တွေမှာဆိုလို့ရှိရင်ကိုယ့်အနေနဲ့ကိုယ့်ရဲ့အလုပ်သဘာဝအရာလေလုံငန်းရဲ့လေပတ်ပုံမှာကိုကလေလိလာလို့ရသေးတယ်သိလား
လုပ်ငန်းရဲ့လေပတ်ပုံအဲ့တော့ကိုကလေဒီလိုပုံစံမျိုးနော်လူအုပ်ကြီးဝန်ထမ်းလူတွေလိုမျိုးလေးတက်မလားအလုပ်လေးလုပ်လိုက်ပြီးသွားလို့ရှိရင်ပြီးသွားတဲ့စက္ကန့်တာနဲ့စက္ကန့်တွေဆိုတာနဲ့ဖုန်းလေးထုတ်ပြီးတော့တက်မလားရှီးစားနဲ့စကားပြောလိုက်ပြီးလို့ရှိရင်ခဏလေးပြောTikTok လေးကြည့်လိုက်ပုတ်လိုက်ပေါ့နော်တက်မလားအဲ့လိုပုံစံမျိုးထက်လေကျွန်တော်လူငယ်တွေဘာလို့ဆိုကျွန်တော်မျက်စိပွင့်နားပွင့်အရင်ရှိစေချင်တာကျွန်တော်ရည်သားနဲ့စကားပြောတာကိုဖောင်းထုတ်တာမဟုတ်အိမ်ရောက်ပြောလို့ရတယ်ဒါပေမဲ့အလုံးမှရှိတဲ့အချိန်မှာအလုံးခွင်အကြောင်းလေ့လာလို့ရအလုံးမှရှိတဲ့အချိန်မှာလေ့လာလို့ရတာအဲ့တော့ကျွန်တော်ကခုနလိုမျိုးလုပ်ငန်းရဲ့လဲဘက်ပုံတွေအထိပါကိုကနားလေကျွမ်းကျင်နေအောင်လုပ်ထားစီတာတိလဲအဲ့တစ်ချိန်ချိန်မှာကို့တို့အသုံးဝင်မှာအဲကြောင့်ကျွန်တော်ငယ်ငယ်တယောက်ဆိုရှိတယ်ဒီကောင်လောက်ရတဲ့ဟာတစ်ခုကအထည်ချုပ်မှာပေါ့နော်သူကမန်နေဂျာလိုပုံစံမျိုးသူကလောက်ကြတာဒါပေမဲ့ဒီကောင်ကဘာလုပ်တယ်ဆိုတော့အဲ့ဒီအထည်ချုပ်မှာသူလုံနေတဲ့ခါကျတခြားခဏဟိုယုံနေပေါ့နော်သူကတာဝန်ရှိရ2ယုံဆိုလို့ရှိရင်တခြား9ယုံ10ယုံကလူတွေနဲ့မှသူကခင်အောင်ပေါင်းထားအဲ့လိုမျိုးခုနဂျာကြီးတို့ supervisor တို့ပြီးလို့ရှိရင် supplier တို့ပေါ့နော်ဒီချီးတယ်တွေကိုဘယ်ကပေးလဲဆိုတဲ့ဟာမျိုးတွေပြီးလို့ရှိရင်ဒီဟာသူတို့ဘယ်မှာဖြန့်နေဆိုတဲ့ဟာမျိုးတွေဘယ်ဈေးကွက်ကိုပြန်ပြီးတော့ export ပြန်လုပ်တယ်ဆိုတဲ့ဟာမျိုးအဲ့လိုပုံစံမျိုးသူကလောက်တိအောင်လုပ်ထားဆိုတော့အဲ့တော့အဲ့ဘဲက4လ8လလောက်လောက်ကြာတဲ့အခါကျတော့ဒီလုပ်ငန်းကြီးတစ်ခုလုံးဘယ်လိုလဲပတ်နေလဲဆိုတဲ့ဟာမျိုးသိတယ်ဒီလုပ်ငန်းရဲ့ margin ဆိုတော့နော်အဲ့ margin တွေကဘယ်လိုပုံစံမျိုးလဲဆိုတာသိတယ်အဲ့ဘာကြောင့်သိရလဲသိလားမျက်စိဝင်နားဖွင့်ပြီးနေပြီးတော့သွားလို့ကိုကလေအဲ့လိုမျက်စိပွင့်နားပွင့်နေပြီးတော့ဒီလုပ်ငန်းရဲ့ level ပေါ်ဘယ်လိုပုံစံမျိုးလဲကိုကသိအောင်လေ့လာမယ်ဆိုရင်အဲ့ဒီဝန်ထမ်းကလေစောင်းရမ်းကျန်းတယ်သိလားမကြခင်ကိုကအစအဆုံးသိနေအောက် supplier ဘယ်ကနေယူလဲပြီးလို့ရှိရင်သူတို့အနေနဲ့ခုနကကုန်ကျန်းတွေအတွက်ခုနကဒီဘယ်လောက်ဂျီကိုထားတာလဲပြီးလို့ရှိရင်သူတို့အနေနဲ့အခုခုနကနော်နိုင်ငံရေးတွေဖြစ်တဲ့ကားပိတ်တဲ့ခါကျတော့သူတို့ဘယ်လိုနည်းကိုသုံးလဲပြီးလို့ရှိရင်ခုနကဝင်လာတဲ့ခါကျလို့ရှိရင်သူတို့မှာတကယ် key player တွေကဘယ်လိုမျိုးလဲပြီးလို့ရှိရင်လာစာတွေကသူတို့ကဘယ်လိုမျိုးရှိကြတယ်အဲ့လိုမျိုးသူတို့တကယ်အမျက်ရတာကဘယ်နှကနေရတာလဲဘာကြောင့်ဒီလုပ်ငန်းအောင်မြင်နေရလဲပေါ့နော်အဲ့လိုပုံစံမျိုးတွေကိုကနေပြီးတော့အကုန်လုံးသိပါတယ်အစကနေပြီးတော့အဆုံးထိပေါ့နော်အဲ့ကြောင့်ပြောချင်တာကဘာလဲဆိုတော့အဲ့လိုမျိုးလေဟိုအားတာနေပေါ့နော်အဲ့လိုလူအုပ်ကြီးလိုမျိုးလေးတမငါအရင်ပြင်းနေပြီဖုန်းလေးပြေးပို့လိုက်အောင်ပါပဲပေါ့နော်အဲ့လိုပုံစံမျိုးလေဖုန်းလေးပြေးပို့လိုက်ပြီးလို့ရှိရင်က TikTok လေးအဲ့ဒါအမှားတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ behavior တွေကကျွန်တော်ပြောသလိုပဲပေါ့နော်အဲ့လိုလူအုပ်ကြီးရဲ့အပြုအမူ behavior လို့ပုံစံမျိုးဖြစ်ရင်ကိုရမယ်ရလက်ကလေလူအုပ်ကြီးလိုမျိုးဖြစ်လိမ့်အဲ့တော့ဆရာကဒါဆိုရင်ဝိထုတွေကကောင်းနေလို့ဖြစ်စေချင်လားဆိုတော့ဟုတ်တယ်ဒါပုံမှန်လင်းလင်းပြောကျွန်တော်လည်းဝိထုတွေကကောင်းနေလို့ကျွန်တော်ရဲ့လူငယ်ဘဝကျွန်တော်နေရမျက်စိပွင့်တာနားပွင့်တာခုနကနှုံနှုံကြကြနဲ့ခုနကလိုက်ကြည့်ရတလားဘာပြီးတော့လိုက်ပေါင်းတဲ့လူတွေကိုလေလိုက်ပေါင်းတဲ့ခါကျဘာဖြစ်လဲဆိုတော့ကျောင်းကမော်ကွန်းထိန်းနေပါလေထိတယ်မှာကျွန်တော်ပေါင်းတာမော်ကွန်းထိန်းတို့ကျောင်းသားကြီးရတော့ဘာလို့ဒီပါပေါင်းတာအဲ့တော့ကျွန်တော်သိချင်တယ်ဗျာမှန်တယ်ဗျာအရာအားလုံးကိုသိနိုင်တယ်ပြီးတော့အဲ့မော်ကွန်းထိန်းကိုညဘဏ္ဍာရီမှာဘယ်ဘီယာဆိုင်မှာသွားရှာရမလဲသူနဲ့စကားပြောခြင်းဘာလုပ်ကြမလဲဆိုတဲ့ဟာမျိုးကကျွန်တော်သိအဲ့လိုပုံစံမျိုးပဲအဲ့တော့ပြောချင်တဲ့ point တစ်ခုကဟိုလေအလုတ်ကမကောင်းဘူးဆိုရင်တော့မှအဲ့မကောင်းတဲ့အလုပ်ကိုကိုယ်ကမထွက်နိုင်သေးဘူးပေါ့နော်ပြီးလို့ရှိရင်ဒီအလုပ်ကနေပြီးတော့ကိုယ်စားဝတ်နေရေးအတွက်ကိုယ်ပတ်စံလိုတယ်ကွန်ပျူတာဆိုတော့ကိုယ်ပတ်စံလိုတယ်ပါညာဆိုလို့ရှိရင်မတတ်နိုင်ဘူးအဲ့တော့အဲ့ကြားထဲမှာကိုကအဲ့လိုမျိုးတခြားလူတွေလိုမျိုးစူပုတ်ပြီးတော့တမလားအဲ့လိုမျိုးအလုပ်ကိုအစုမခံရရုံလေးလုပ်သွားအဲ့လိုပုံစံမျိုးထက်ကိုယ့်ရဲ့ကောင်းတဲ့ quality ကိန်းအောင်နေအောင်လုပ်ပေါ့နော်ကိုကကျင့်ထားတယ်အဲ့အလုပ်မှာကိုထိုင်ကျင့်ဘာလို့လဲဆိုတော့တခြားအလုပ်ကောင်းတဲ့အလုပ်ကိုရောက်သွားတဲ့ခါကျရင်ဘာဖြစ်လဲတလားပြောပြမယ်နော်တခြားကောင်းတဲ့အလုပ်တွေမှာလေခုနလိုမျိုး basic quality တွေမှမရှိလို့ရှင်ဘယ်သူမှသီးမခံသိလားတကယ် standard ရှိတဲ့နေရာတွေကလေအဲ့လိုမျိုးသူများအတင်းတုတ်ချင်တဲ့ဟာမျိုးတွေတွေ့တာတို့ပြီးလို့ရှိရင်ခုနကစင်ချီပြီးတာတို့တမသူများကိုလက်ညှိုးထိုးပြီးတော့ပေါ့နော်ခုနကအပြစ်တင်တာတို့ပါတို့ပြီးလို့ရှိရင်ခုနလိုမျိုးခုနလိုမျိုးပေါ့နော်လုတ်ပိတ်တာလေးတမနိုင်ငံကြီးတွေကြောင်လေးဆိုစွန်းမလာနိုင်ဘူးဆိုတော့မီးပြက်နေရှင်တို့ဒါလေးတော့နားမလဲဘူးလားတမမြန်မာနိုင်ငံမှာနေနေရမဟုတ်လားအဲ့လိုပုံစံမျိုးတွေဆိုလို့ရှိရင်လေအပြင်မှာတော့ဘာမှမပြောထုံးမဲ့စီးရင်ထဲမှာသူတို့ထည့်လိုက်ပြီဘာလို့လက်မခံနိုင်ဘူးလူအားလုံးကခုနကလည်းပြော100%တော့ကိုကစူးစမ်းနေချင်းသူကတစ်ဖက်ငါ15ရာခိုင်နှုန်းစူးစမ်းပေးရလေနင်တို့ကျေးဇူးတင်အဲ့လိုအကွက်မျိုးတွေသွားလုပ်လို့မရတကယ်ကောင်းတဲ့ဟောတယ်မျိုးသူတို့ကလားစားလည်းတေချာပေးတယ်အကျိုးခံစားခွင့်လည်းတေချာပေးတယ်ဒါပေမဲ့ခုနကလည်းမျိုးကောင်းတဲ့ quality လစ်လက်နေရဆိုလို့ရှိရင်လည်းသူတို့ကတီးမခံမျှတယ်ပြောမယ်ဆိုလို့ကောင်းကောင်းလည်းပေးတယ်ကောင်းကောင်းလည်းပြန်ယူတယ်ပေါ့နော်အဲ့တော့ကိုကအဲ့လိုကံကောင်းလို့ကိုကအဲ့လိုအလုပ်ခွင်မျိုးကိုကရောက်သွားတယ်ကုမ္ပဏီမျိုးကိုကရောက်သွားတယ်ဒါပေမဲ့ကိုယ့်ရဲ့အရင်တုန်းကကုမ္ပဏီဇိုးကအကျင့်တွေပါကိုကပါသွားတယ်ပေါ့နော်ကုမ္ပဏီကိုယ့်ရဲ့အကျင့်ဇိုးတွေပေါ့နော်ခဏမျက်နှာဘေးကခဏပဲ့ထွက်သွားတာတို့ပုတ်ကနေဖြစ်သွားတာတို့ပါတော့အဲ့လိုမျိုးတွေကပါလို့ရှိရင်အဲ့မှာကိုလစ်ပြီတလားတကယ်တမ်းကျတော့ဒီအလုပ်မှာဆိုလို့ရှိရင်ကိုအများကြီးတောက်ပလို့ရတယ်ပေါ့နော်ကိုမှကောင်းတဲ့ quality ပါသွားတယ်ပါညာဆိုလို့ရှိရင်အဲ့ဒါကြောင့်မပြောချင်တာကခါကြလို့ရှိရင်အလုပ်ကမကောင်းဆိုရင်ကျွန်တော်နားလေတယ်ပေါ့နော်အကောင်းတယ်လို့အတင်းအကောင်းမြင်ခိုင်းနေရမှာမဟုတ်ဒါပေမဲ့ခုနလိုမျိုးကျွန်တော်တို့မှာအမျက်ထုတ်လို့ရတဲ့ဟာတွေလုပ်လို့ရတဲ့ဟာတွေအများကြီးရှိတယ်အဲ့ဒါတွေလုပ်စီခြင်းတယ်အဲ့လိုမျိုးပေါ့အဲ့ခါကျရင်လုပ်တဲ့ခါကျလို့ရှိရင်
မတူတော့ဘူးဗျာတလားအဲ့လိုမျိုးလေဘဝကိုမြင်တဲ့ပုံတွေခဏကစိတ်တကြတဲ့ဟာမျိုးတွေအဲ့ဒီဟာမျိုးသိမရှိဘူးကျွန်တော်ကလူကြီးကဘာလို့စိတ်တကြလဲဆိုတော့ကျွန်တော်ဒါကတော့ဘယ်လိုပြောမလဲကျွန်တော် general အယူအဆပေါ့နော်ပြောမှဆိုလို့ရှိရင်ခဏလိုမျိုးဒီတိုင်းပဲကျွန်တော်သွားလို့ပေါ့နော်ဒီတိုင်းပဲသွားနေဆိုတော့အဲ့လိုမျိုးကျွန်တော်လူတစ်ယောက်ကလေအဲ့လိုမျိုးလေကိုယ့်ကို grow ဖြစ်အောင်မလုပ်နေဘူးပေါ့နော်တိုးတက်နေအောင်မလုပ်နေဘူးဆိုလို့ရှိရင်လေစိတ်တကြဖို့အရန်လွယ်တယ်သိလားအရန်ကိုလွယ်တယ်အဲ့တော့မယုံဘူးဆိုလို့ရှိရင်ကျွန်တော်ဒီကားသူတွေပြပြမယုံဘူးဆိုလို့ရှိရင်ဒီကားသူတွေခဏပေါ့ကိုကမြန်မာစာအုပ်ပဲဖတ်တယ်ဆိုမြန်မာစာအုပ်တွေဖတ်မြန်မာစာအုပ်တွေတော့ဝယ်လိုက်ကိုယ့်ကိုစီကန်းအရန်ပေးပြီးတော့လေ15မိနစ်လောက်လေးဖက်နှစ်ချိန်လောက်ဖက်အဲ့ခါကျလို့ရှိရင်လေတိတိတသားကိုစိတ်ထက်ကြားတဲ့ဟာမျိုးထိုးကြသွားတယ်ဆိုတဲ့ဟာမျိုးကိုသိလိုက်မယ်ဘာဖြစ်လဲသိလဲဘာဖြစ်လို့ဆိုတော့ကိုတိုးတက်နေရဆိုတဲ့ဟာမျိုးကိုယ့်ရဲ့အုံနောက်ကလည်းသိတယ်ကိုယ့်ကိုယ်လည်းသိတယ်ငါအတိအသေးတွေသိတယ်ငါတစ်ခါမှမသိသေးအတိတွေသိတယ်ငါဒါတွေနဲ့ပတ်သက်ပြီးလေ့လာနေဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုမျိုးမလုပ်နိုင်ကွာစာပေသမားဘာညာမဟုတ်ဘူးဆိုလို့ရှိရင်ရတယ်မိနစ်20လောက်လေးကိုဖွားလေးပြေးကြည့်ပြေးလိုက်လမ်းရှားလိုက်ပြေးလိုက်လမ်းရှားလိုက်မပြတ်ဘဲနဲ့ကိုကလှုပ်ကြည့်တစ်ခါကျလို့ရှိရင်ကျွန်တော်ခုနကပြောသလိုပဲစိတ်တိတ်ကြပါတယ်ဆိုတဲ့ဟာမျိုးတွေကထိုးဆင်းသွားလိုက်မှာအောက်ကိုပေါ့နော်ရာခိုင်နှုန်းတော်တော်များထိုးဆင်းသွားလိုက်မှာအဲကြောင့်ခုနကအလုပ်ခွင်မှာကိုကစိတ်တက်ကြတယ်အလုပ်ခွင်ကိုကငရဲကြီးလို့ဆိုရင်မျက်စိဖွင့်နားဖွင့်နေပြီးတော့ဒီလုပ်ငန်းလေပတ်ပုံကိုတေချာနားလည်အောင်လုပ်ဒါကြလို့ရှိရင်ကိုနားမလဲတဲ့ tense တွေရှိတယ်။ဟောထားပါတော့ HR ကပြောတဲ့ tense တွေဆိုလို့ရှိရင်အင်္ဂလိပ်လို tense တွေကိုနားမလဲကိုအတန်းပညာသိပြောမရှိဘူး။ဒါပေမဲ့ကိုနားလည်အောင်လုပ်လို့ရတယ်။ခဏလေးပဲအင်္ဂလိပ်လိုလေးပေါ့နော်။ဒီအင်္ဂလိပ်လိုမြန်မာလိုအဓိပ္ပာယ်ကဘယ်လိုမျိုးလေးလဲ။ဘယ်နားလေးမှာသုံးတာလဲ။ဟုတ်ပြီ။ကိုက exam မှာဆိုလို့ရှိရင်လည်းသူ့ရဲ့ tense လေးပါလေးရှိမယ်ပေါ့နော်။ဒါဒီအတူကောက်လေးကဘာကိုခေါ်တာလဲဘယ်နားမှာသုံးဝင်တာလဲ။အဲ့လိုပုံစံမျိုးလေးပေါ့။ကျွန်တော်ပြောတဲ့ဟာတွေကကတ်မပြောဘူးဆိုလို့ရှိရင်အားလုံးကလိုက်လုပ်လို့ရတယ်။မဟုတ်လား။ဟုတ်တယ်ဟုတ်ကျွန်တော်ပြောတဲ့အထဲမှာကျွန်တော်လက်တွေ့မဆန်တဲ့ဟာတကူးမှမပါဘူးနည်းနည်းတော့ရုပ်ရှင်ဆန်တာပေါ့ဒါပေမဲ့ပြောမှဆိုလို့ရှိရင်ရုပ်ရှင်ဆန်မရမယ်ဘာလို့ဆိုတော့စဉ်းစားကြည့်ဗျာကျွန်တော်တို့ကလေအခုရောက်နေတဲ့လူတန်းစားဗျာပြီးလို့ရှိရင်အခြေအနေကနေပြီးတော့ကျွန်တော်ကနောက်ထပ်မြင့်တဲ့အလွှာကိုတက်ချင်တယ်ဆိုလို့ရှိရင် yes ရုပ်ရှင်ဆန်ဆန်ကိုကျွန်တော်ကစူးစမ်းတယ်ရုပ်ရှင်ဆန်ဆန်ကိုအားကြအကုန်ပြုတ်သွားတယ်ဗျာတည်တယ်အဲ့လိုမျိုးဟိုဒီလွယ်လွယ်လေးကျွန်တော်ကတ်ပြောလို့ရတယ်ပြီးကမင်းပြောနေတဲ့ဟာတွေကဘယ်လိုပြောမလဲရုပ်ရှင်ဆန်လိုက်တာပါဟုတ်တယ်ရုပ်ရှင်ဆန်အဲ့လိုမျိုးဟိုရုပ်ရှင်တကယ်ဆန်တယ်ကျွန်တော်လည်းသိပါတယ်အဲ့လိုဒါပေမဲ့အလုပ်ရမှာတက်လားကျွန်တော်ကဒီဘဝအခြေအနေမှာကိုကမနေချင်ဘူးဆိုလို့ရှိရင်ဒီမြန်မြန်တက်အောင်လုပ်အောင်ပြီးတော့နောက်တစ်ခုပြပြအောင်မယ်ဟိုမိုင်းနေလည်းမဝင်စေချင်ဘူးဒီတိုင်းဘယ်မိုင်းနေလဲဆိုတော့အဲ့ဒီတချို့ influencer တွေကျွန်တော်ရှိရပေါ့နော်သူတို့ကတော့သူတို့တခါမှမစင်းရဲဘူးလို့လားဘာလားတော့မသိဘူးပေါ့နော်ဟိုဟာအဲ့လိုဟိုဝန်ထမ်းဝင်လောက်တာနဲ့ပတ်သက်ပြီး soft phone ထုတဲ့ဟာမျိုးတွေပေါ့နော်ကျွန်တော်တွေ့ရတယ်တမလားဝန်ထမ်းလုပ်လို့ရှင်ဟိုတော့တလုံးမချမ်းသာဘူးလို့ပြောတော့အဲ့သူပြောမှလားအဲ့သူပြောမှလားပေါ့နော်ဝန်ထမ်းလုပ်လို့ရှင်တလုံးမချမ်းသာဘူးဆိုတဲ့ဟာမျိုးဒါပေမဲ့ကျွန်တော်ဘာရှိလဲသလားတစ်ဖက်မှာလည်းသူတို့မပြောတဲ့အကြောင်းအရာတွေပါလဲဆိုတထေးကောင်းတွေတကယ်ရှိတယ်အဖွဲ့အစည်းကောင်းတွေတကယ်ရှိတယ်ပြီးရှင်တထေးရဲ့လူယုံဖြစ်သွားတဲ့ခါကြလို့ရှင်ကိုယ့်ရဲ့ခုနကအခြေအနေကြီးကထောင်တက်သွားတယ်အဲ့ကိုယ့်ရဲ့ဆာဘာတော့ဟောင်ကောင်တထေးကနေပြီးတော့သူ့ရဲ့ဟောင်ကောင်အပြီးပြန်သွားတယ်ကိုယ့်ရဲ့လုပ်ငန်း30ရာခိုင်နှုန်းဒီကိုပေးခဲ့တယ်ပိုင်းအဲ့ဒါမျိုးတွေကတကယ်ရှိတယ် branch တစ်ခုကိုကိုပြန်ဖွင့်ခိုင်းတဲ့ဟာမျိုးတွေတကယ်ရှိတယ်ပြီးလို့ရှင်ခုနလိုမျိုးပေါ့နော်ကိုယ့်ရဲ့ skill set ပြီးတော့နောက်တစ်ခုပါဗျလုပ်ငန်းခွင်ထဲမှာလေအမြတ်အထွက်ဆုံးကဘာလဲဆိုတော့ဟိုဘယ်လိုပြောမလဲမိတ်ဆွေဟုတ်နော်ဒီမိတ်ဆွေနဲ့ကိုနေရတဲ့မှာဒီကာလာပေါ့နော်2023ခဏကဂျွန်ကနေပြီးတော့ဒီဇင်ဘာလေးအလုပ်လုပ်ခဲ့တယ်ကိုရိုနီယာခင်သွားတယ်ပါညာသူကအလုပ်မလုပ်တော့ဘူးပေါ့နော်ကိုကဆက်ရှိနေတယ်အဲ့လိုဆိုရင်တော့ဘာဖြစ်လဲဆိုတော့တက်တာပါအောင်နဲ့တငယ်ချင်းလိုပုံစံမျိုးတငယ်ချင်းလိုမဟုတ်ရင်တော့မိတ်ဆွေလိုပုံစံမျိုးရှိတယ်အဲ့တော့ဘာလို့ဆိုတော့တကွေးကူမှပြန်ဆုံးကြလိမ့်မယ်အဲ့တော့ကိုကကောင်းမွန်တဲ့ relationship တွေပါလှုပ်ထားရဆိုလို့ရှိရင်ကိုကထားပါတော့ကိုပိုင်လုပ်ငန်းလေးလုပ်ဖို့စပြီးတော့ကြိုးစားတယ်ပေါ့နော်အဲ့ခါကျလို့ရှိရင်အဲ့ဒီကိုပေါင်းခဲ့တဲ့ခုနကမိတ်ဆွေကြီးပေါ့နော်ပြီးလို့ရှိရင်တော့သူတို့မှလည်းအတက်ပညာကောင်းနေ connection ကောင်းနေ J ကောင်းနေဘာညာရှိမှာပဲအဲ့တော့ကိုနဲ့ခင်မင်နေတယ်ကိုအကျိုးလူလားအောင်ပေါ့နော်ကိုကနေပြီးတော့ပေါင်းတင်ထားတယ်သူတို့ကိုညီပူးထားတယ်ဘာညာဆိုလို့ရှိရင်အဲ့ဒါတွေကလေအချင်းကြီးမဖြစ်သွားဘူးတိလဲအချင်းကြီးမဖြစ်သွားအဲ့လိုပုံစံမျိုးထားပါတော့ဗျာမျိုးလုံးနဲ့အမြင်ဆုံးပြောမှဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုဝန်ထမ်းတစ်ခုဝန်ထမ်းဝင်လုပ်တယ်ပေါ့နော်နေရာတစ်ခုမှာအဲ့မှာတကယ်ချင်းတွေရတယ်အဲ့မှာတကယ်ချင်းတွေမှာ graphic designer တွေပါမယ် video editor တွေပါမယ်ပေါ့နော်ပြီးတော့logo ဆွဲတဲ့ brand တွေပါပတ်သက်ပြီးပါမယ်ဟုတ်ပြီအဲ့တော့ကိုကကိုဟာလေးကိုလှုပ်ချင်တယ်ဘာညာဆိုလို့ရှိရင်ဒီတခြားသူတွေလည်းပြီးရှာနေကြမလို့တော့တိလဲ graphic design နဲ့ပတ်သက်ပြီးတော့ဘယ်သူကကောင်းလဲဆိုတဲ့ဟာမျိုးကိုပေါင်းမှုတဲ့အသက်ပေါင်းသိရတယ်ကိုကသိနေအဲ့လိုသွားပြီးတော့ကိုကနည်းနည်းညှိနှိုင်းအောင်ပဲသွားပြီးတော့ offer လုပ်အောင်ပဲပေါ့နော်အဲ့လိုပုံစံမျိုးတွေပေါ့အဲ့တော့ဟိုခုနကဘာလဲမျိုးလေးအရင်နေကျွန်တော်စိတ်ထဲမကြစေချင်ဘူးဗျဘာလို့ဆိုတော့ကိုရောက်နေတဲ့အခြေအနေကိုဗျာစိတ်ထဲကြလို့ရှင်အဲ့ဒါဘာကောင်းကျိုးမှမရှိနိုင်ဘူးဟုတ်တယ်ပေါ့ခဏသူများပြောနေဝန်ထမ်းဆိုတဲ့ဟာမျိုး9 to 5ကမကောင်းတယ်မကောင်းတော့သူပြောမှလားတိတာဟောတက်မလားဘသူကလှုပ်ချင်မှာတော့ရွေးချယ်လို့ရမယ်ဆိုလို့ရှိရင်ဘသူကလှုပ်ချင်မှာတော့ဒါပေမဲ့ခုနကလည်းပြောသလိုပေါ့နော်အဲ့လိုပုံစံမျိုးကိုကအဲ့အညော်တွေမိပြီးတော့ကိုကစိတ်တက်ကြနေလို့ရှိရင်လည်းအဲ့ကိုပဲနာတာတိလား
စိတ်တက်မကြပဲနဲ့ဟုတ်တယ်မကောင်းတာတော့ငါလည်းသိတာပေါ့နော်ဒါပေမဲ့ခုနလည်းပြောရားတဲ့အချိန်မှာတော့ရားတဲ့နေရာလေးရောက်နေတဲ့နေရာလေးမှာတော့ငါအမျက်ထွက်အောင်လုပ်ရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလဲခုနလည်းပြောကိုယ့်ရဲ့ကိုယ်ထဲမှာကောင်းတဲ့ quality တွေကိုကလှုပ်ထားတာမဟုတ်တာမလို့ပြောကျွန်တော် team work တွေလေ့လာလို့ရတယ်သူများနဲ့ညှိတဲ့ဟာမျိုးတွေ problem solving တွေပြီးလို့ရှိရင်အဖွဲ့နဲ့အလုပ်လုပ်တဲ့ဟာမျိုးတွေပြီးလို့ရှိရင်ခုနကပေါ့နော် cognitive thinking တွေခုနကကြောင်းကျိုးဆက်ဆက်စဉ်းစားတဲ့ဟာမျိုးတွေပြီးလို့ရှိရင် data နဲ့ပတ်သက်ပြီး analysis လုပ်တဲ့ဟာမျိုးတွေအများကြီးမှအများကြီးပဲအများကြီးသင်ယူလို့ရတယ်ဒါပွင့်လင်းလေးပြောတာကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ကျောင်းသားဘဝမှာအဲ့တစ်ချက်ပဲပြမယ်နော်ကျွန်တော်နည်းနည်းလေးထောင်တက်သွားစေတဲ့ဟာမျိုးပေါ့နော်လူငယ်လေးတွေမှာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကျောင်းသားဘဝကိုကျွန်တော်တော့အရှိကိုလေအဝိရှိညှက်တယ်လို့မျိုးကျွန်တော်တိမ်ညှက်လာသလားညှက်ပြီးတော့အဲ့တစ်စက်မကြကျွန်တော်ရအောင်ယူလာဘယ်လိုရအောင်ယူလဲဆိုတော့ကျွန်တော်သိတယ်ကျွန်တော်စကန်ရလောက်ထဲကကျွန်တော်လေချောင်းပညာကိုကျွန်တော်စိတ်ဝင်စားအသက်လည်းမမွေးချင်ဘူးဆိုတော့ကျွန်တော်သိတယ်အဲ့တော့ဘာလုပ်လဲဆိုတော့ကျွန်တော်တခြား quality ကျွန်တော်ရဲ့ကိန်းရောင်းနေအောင်ကျွန်တော်လုပ်တယ်ဘာလုပ်လဲဘာအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘုန်းကြီးကျောင်းမှာရအောင်သင်တယ်ပြီးလို့ရှိရင်အဲ့တော့ကဟိုခုနကအဖြူတွေလာတယ်ပေါ့နော်ကျွန်တော်နိုင်ငံခြားသားတွေလာတာဖြစ်တယ်ဆိုသူတို့ရအောင်သူတို့နဲ့ရအောင်ပြောတယ်ပြီးတော့လူရှိထွက်ပြီးတော့ပြောတယ် public speaking တို့ presentation တို့ကောင်းအောင်လုပ်တယ်ပြီးတော့ကျောင်းသားအဖွဲ့အစည်းတွေဝင်ပြီးတော့ဦးဆောင်တယ် team work နဲ့ပတ်သက်ပြီးတော့ဥမဆောင်ရင်တော့ကျွန်တော်ကခုနကလည်းသူတို့လိုပဲ team member လိုပုံစံမျိုးပဲလုပ်တယ်အဲ့တော့ team work နဲ့ပတ်သက်ပြီးတော့လေ့လာတယ် negotiation ပေါ့နော်အခုကျွန်တော်ဒါကကျွန်တော်ခီးလေးသွားတာရှိလို့ကိုယ်လည်းလုပ်ခဲ့သူများကိုယ့်အလုပ်ကိုလုပ်ပေးချင်အောင်ဘယ်လိုပြောရလဲဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုမျိုး negotiation တွေ persuasion တွေအဲ့ဒါနဲ့ပတ်သက်ပြီးတော့လေ့လာတယ်ပြီးတော့ခုနက human psychology တွေဗျာကျွန်တော်တစ်ခါပြောမှုတဲ့ပတ်စံမပေးဘဲနဲ့ဒီထဲမှာရှိနေတဲ့လူတွေကိုအလုပ်လုပ်ချင်လာအောင်ဘယ်လိုမျိုးပြောမလဲចောင်းသားချင်းချင်းပေါ့နော်ဘယ်လိုမျိုးပြန်ပြီးဥဆောင်မလဲအဲ့ဒီဟာမျိုးတွေကျွန်တော်ចောင်းသားဘဝမှာကျွန်တော်လေ့လာခဲ့တာတွေအကုန်လုံးပဲအဲ့လိုမျိုးနော်အဲ့လိုမျိုးလုပ်ရင်းနဲ့ခုနကမျိုး stress tolerance တွေကျွန်တော်မှတိုးလာတယ်ဘာလို့ဆိုတော့ကျွန်တော်ခေါင်းခံရလေခေါင်းဆောင်ဆိုတော့တက်မလားဘာချုပ်ကခေါ်ရင်ကျွန်တော်ပဲခေါ်တာဌာနမှူးကခေါ်ရင်ကျွန်တော်ပဲခေါ်တာမော်ကုန်းနဲ့ကခေါ်စကားပြောရင်ကောတယ်ဆိုရင်ကျွန်တော်ပဲပြောတာအဲ့လိုမျိုးလုပ်နေပုံမှန်ကျောင်းသားတဲ့ stress tolerance pressure tolerance တွေပိုပြီးမြင့်လာတယ်ပြောချင်တဲ့ဘွယ်အဲ့ဒါပဲကျွန်တော်ဘယ်ကနေလေ့လာခဲ့ရလဲတော်တော်များများကျောင်းသားဘွားကနေလေ့လာခဲ့တာပြီးတော့တခြားအကြောင်းကတမကအကောင်တွေနဲ့ကျွန်တော်နဲ့ meeting ထိုင်နေသူတို့အကြောင်းမှာကျွန်တော်တို့ကဟောပြောပွဲလုပ်ချင်မှာအကြောင်းအကြောင်းတစ်ကြောင်းပေါင်းပြီးတော့ကျွန်တော်တို့ပွဲလေးတစ်ခုစီစဉ်ချင်မှာအကြောင်းအဲ့လိုပြောတယ်အဲ့ခါကျရင်ဘာဖြစ်လဲအဲ့တော့တစ်ဖက်နဲ့ကျွန်တော် team work လုပ်ကြတဲ့ဟာမျိုးတွေစကားပြောတဲ့ဟာမျိုးတွေ meeting agenda တွေကိုကောင်းကောင်း effective ဖြစ်ဆွေးနွေးရတဲ့ဟာမျိုးတွေအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကိုကဆက်ဆက်လုပ်ချင်တော့ဗျာဖောင်းပွားနေတဲ့ meeting တွေပေါ့နော်ကိုက meeting ထိုင်လို့ရှိရင်2 နာရီလောက်ဖိုးရောက်လိုက်ဒီရောက်လိုက်မဖြစ်ကိုကလုံရင်းနဲ့ကျွမ်းကျင်လာကိုကလုံရင်းနဲ့မိနစ်20လောက်နဲ့လိုချင်တဲ့ outcome တွေကိုရအောင်ဆွေးနွေးတက်လာတယ်ခုနလူတွေကနေပြီးတော့ topic ကနေမချော့အဲ့ဒါကဘယ်ကနေရတယ်တိလဲဘယ်ကနေရတယ်ကျောင်းသားဘဝကနေပဲရတယ်အဲ့တော့ဘာဖြစ်လဲကျွန်တော်အမြတ်ထွက်သွားတယ်ခြားကျောင်းကောင်တွေကဟိုတခြားခန်းတွေကကောင်တွေကတက်မလားဆိုပြီးသွားတယ်သူတို့မှာဘွဲ degree တခုတော့ပါသွားတယ်တက်မလားကောင်တနေ့တန်းအောင်တယ်ပါညာပေါ့နော်ဒါပေမဲ့ဒီကောင်တွေကဘာဖြစ်သလဲအတန်းအခါကျောင်းပြီးသွားတဲ့ခါကျတော့စပီရင်စပြီးတော့သင်ရမယ်ပြီးလို့ရှိရင်ခဏလည်းပြောပေါ့နော် Excel နဲ့ပတ်သက်ပြီးတော့ Excel လေးတော့မစောက်တက်လို့ခဏလည်းပြော SCCI တို့ Excel တို့ပြေးပြီးတော့တက်ကပြီပြီးလို့ရှိရင်တို့မှာက team work နဲ့ပတ်သက်ပြီးတော့ problem solving နဲ့ပတ်သက်ပြီးတော့ကောင်းကောင်းမပြောတတ် complaint တွေမကင်တွေ့တတ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ခဏ soft skill သင်တန်းတွေတို့တက်ရပြီပြီးလို့ရှိရင်အလုပ်လေးကင်ပြီး interview skill တွေဘာမှမရှိဘူးအင်္ဂလိပ်စာလည်းဘာမှမပါဘူးအဲ့ဒါကျတော့လောကနာ interview နဲ့ပတ်သက်ပြီးတော့တို့ခဏတခြားကူညီယူရပြန်ပြီအဲ့လိုပုံစံမျိုးတွေပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှိရင်အဲ့ကောင်တွေခဏလည်းမျိုးပေါ့နော်ခဏလည်းမျိုးကျွန်တော်ပြောတဲ့လူအုပ်ကြီးလိုပုံစံမျိုးတင်မှာထိုင်းရင်သွားတော့လိုက်စော်နဲ့ပတ်ပြီးတော့မုံစားလိုက်ပြီးလို့ရှိရင်ဘီလီယာထိုးလိုက်ဘောလုံးကန်လိုက်ပြီးလို့ရှိရင်မိုဘိုင်းလေးချန်လေးဆော့လိုက်ပြီးလို့ရှိရင်ညဘက်စီဆိုလို့ရှိရင်ဖဲဝိုင်းထိုင်လိုက်ခဏလိုမျိုးအပေါင်ဆိုင်သွားလိုက်ရှားလိုက်ဖာချလိုက်ဖေးချလိုက်ထိုင်းရင်ဆိုင်သွားလိုက်အဲ့ဒီဟာမျိုးတွေအကုန်လုံးကထိပြီတလား6နှစ်လောက်ကြာတဲ့ခါကျတော့ထိပြီထိပြီသွားလေအဲ့တော့အဲ့ခါကျတော့ဘာဖြစ်လဲကျွန်တော်ပြောနေတဲ့ဟာမျိုးလေ final year ပြီးတော့ဘာဖြစ်လဲဆိုတော့ fine ကန် year ဖြစ်သွားတယ်ဖိုင်လေးကန်ပြီးတော့ကျွန်တော်အလုပ်ရှောက်ချင်လို့ပါဆိုတဲ့ဟာမျိုးတွေပေါ့နော်ပါကြတယ်အဲ့လိုပုံစံမျိုးအဲ့တော့ပြောချင်တဲ့ဟာအဲ့လိုမျိုးပဲနော်ကျွန်တော်တို့ကလေဘယ်သူမှတော့ဗျာအဲ့လိုမျိုးအလုပ်မလုပ်ချင်ចောင်းသားပဲဗျာမလုပ်ချင်တရားသူတွေအဲ့လိုမျိုးပဲ9 to 5လုပ်နေတဲ့သူတွေပဲမလုပ်ချင်ပင်မန်းနေပေါ့နော်တင်တော့ကိုရီးယားကားလေးကြည့်နေခဏလုံးအခုထွက်နေတဲ့ကားလေးဆိုကောင်းတယ်ဗျာတင်လာလို့ time travel အတိတ်ကိုပြင်ရမှာကျွန်တော်ကြားတယောက်ပြောလို့အဲ့ကားလေးကြည့်တာကြည့်လို့ရတယ်ဒါပေမဲ့ခုနကလုပ်ငန်းခွင်နဲ့ရောက်တဲ့ခါကြလို့ရှိရင်ကိုကအမျက်ထွက်အောင်လုပ်ဘဝမှာလေကိုရောက်နေတဲ့အခြေအနေမှာကျွန်တော်အမြဲထွားအောင်ကျွန်တော်လုပ်စီချင်ဒါ motivation မဟုတ်ဘူးပေါ့နော် motivation လည်းဖြစ်မှာပေါ့ကျွန်တော်စကားပြောရင်အဲ့လိုမျိုးပဲပေါက်သွားမပေါက်အောင်ပြောလို့လည်းမပြောတတ်ဘူးပေါ့နော်အဲ့လိုမျိုးလိုက်အဲ့လို motivation ဖြစ်သွားတယ်ကျွန်တော်ခုနကပြောတဲ့ဟာတွေက motivation တွေမဟုတ်ဘူးပေါ့နော်တကယ် real life အကြောင်းတွေပေါ့အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်ရဲ့လူတွေကိုကျွန်တော်ကဟိုပြောရအောင်လဲအုပ်ရောကြောက်ရောလူအုပ်ကြီးလို့မဖြစ်စေချင်ဘူးအဓိကခုနကပီကာရဲ့တင်နန်းသားဟောင်းခဏပီကာနဲ့နှီးနှောဆက်ဆံဖို့ရင်ဗျာကျွန်တော်သူများတဲ့ပို့ပြီးတော့မာစေချင်တယ်အဲ့လိုမျက်စိပွင့်နားဖွင့်ပြီးတော့အခွင့်အလမ်းအောင်အမြဲတမ်းလိုက်ရှာနေတဲ့ကောင်တွေအဲ့လိုပုံစံမျိုးကျွန်တော်ဖြစ်စေချင်တာပေါ့နော်အဲ့တော့ကျွန်တော်လည်းအဲ့လိုပုံစံမျိုးပဲအဲ့တော့
အဲ့လိုမျိုးပေါ့အဲ့လိုမျိုးတရားသူတွေကိုယူရမယ်ဆိုရင်အဲ့လိုပုံစံမျိုးကျွန်တော်ဖြစ်လာသိချင်တာပေါ့နော်မဖြစ်နိုင်ဘူးဗျအဲ့လိုဟိုလွယ်တွေပဲတလားအဲ့လိုထိုင်ပြီးတော့စကားကိုကတ်ပြောတာတို့ပြီးလို့ရှင်ခဏပေါ့ထိုင် complain တက်တာတို့ဘာမှမတက်နိုင်ဘူးလေဆိုတဲ့ဟာမျိုးပြောတာတို့တမအချိန်တန်သေးရမှာပဲဘာမှလုပ်မနေနဲ့အဲ့လွယ်လုံးနဲ့ဘာမှစူးစမ်းထုံးမှုလည်းမပေါ့လူတိုင်းပြောတတ်တယ်ကလေးရစာပြောတတ်တယ်ခုနလိုမျိုးဟာမျိုးတွေမူရာမျိုးတွေပေါ့နော်အဲ့တော့ခုနလိုမျိုးပေါ့နော်ကိုကလူတွေယုံကြည်လေးစားတဲ့လူမျိုးစိတ်ချတဲ့လူမျိုးဖြစ်အောင်လို့ကိုကအားထုတ်ရတဲ့ဟာမျိုးတွေကိုယ်ထဲမှာခုနလိုမျိုးအရေးချင်းတွေကိန်းအောင်တော့လုပ်ရတဲ့ဟာမျိုးတွေခုနလိုမျိုးနော် mix တွေအပေါင်းအသင်းတွေကောင်းနေအများကြီးတိုးလောင်ကိုကလုပ်တဲ့ဟာမျိုးအဲ့ရင်ကြတော့အားထုတ်မှုတွေအများကြီးပါတယ်အသိလားအဲ့တော့ကျွန်တော်ကတော့အဲ့လိုပုံစံမျိုးပေါ့နော်ဟိုဝန်ထမ်းကိုကလုံနေရတယ်ဆိုလို့ရှိရင်တော့မှကိုကအဲ့လိုမျိုးအကောင်ဝန်ထမ်းကျွန်တော်ဖြစ်လာစေချင်တယ်ပေါ့နော် like အကောင်များတလားအဲ့လိုမျိုးလူတွေကလည်းကြီးပြူတယ်လုပ်ငန်းခွင်ကအကောင်ကတော့ကျွန်တော်ကလူတွေကြီးပြူလို့တယ်ကြိုက်တော့တော်လို့ရတယ်လူတွေမကြည့်ပြူလို့ရှိရင်လည်းလစ်သွားနိုင်တယ်ကိုကတလားတကူရဲတောက်ပါမယ်ဆိုအကောင်လုံးကဝိုင်းပညာပြလို့မှမျက်ရည်နဲ့မျက်ခွက်ဖြစ်သွားလိမ့်မယ်အဲ့လိုပြောတော့အဲ့တော့ဟိုဟာလူတွေကြည်ပြူတဲ့အကောင်ကိုကဖြစ်ဖို့လည်းလိုသေးတယ်အဲ့လိုပုံစံမျိုးပေါ့နော်လူတွေကြည်ပြူဖို့ဆိုတော့ကလူတွေနဲ့ပေါင်းတင်တတ်ဖို့လိုတယ်လူတွေအကြောင်းကောင်းကောင်းနားလည်ဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ကျွန်တော်ပြောတဲ့ဟာနားလဲလားကျွန်တော်မြူးပြန်ပြီးဖြုတ်လိုက်မယ်ပေါ့နော်ကျွန်တော်အချင်းချုပ်ပြန်ပြီးပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီတိုင်းမနေစေချင်ဘူးတတ်နိုင်သမျှသူများ2နှစ်လောက်လုပ်တဲ့ဟာကိုကျွန်တော်4လ6လ8လလောက်နဲ့ချုံပြီးတော့အဲ့နေရာရောက်အောင်ကျွန်တော်လုပ်စေချင်တယ်ပေါ့နော်ဒါဆိုဖြစ်ရှာတူပဲဖြစ်ကိုယ့်ရဲ့အခြေအနေပဲဖြစ်ပေါ့နော်ပြီးတော့မျက်စိဖွင့်နားဖွင့်နေပြီးတော့ရောက်နေတဲ့အခြေအနေမှာကိုကအမျက်ထုတ်စေချင်တယ်အမျက်ထွက်အောင်လို့ပေါ့နော်